ဒီတော့ဘုန်းဘုန်းတို့ဘုရားရှင်ကိုယ်တော်များကြီးကဘုန်းဘုန်းတို့ယနေ့ဆိုတော်မျိုးတော်များအားလုံးမစင်ရခြင်းမူချမ်းသာခြင်းကိုယ်တိုင်ကြိုးစားရမယ်တဲ့ပရိသတ်ကြီးမလုပ်ရမှာလေကိုယ်တိုင်ကြိုးစားရမှာကိုယ်တိုင်ကြည်ကြရမှာကိုယ်တိုင်အားထုတ်ရမှာမစင်ရဖို့ချမ်းသာဖို့အတွက်သူများကလာလို့ပေးလို့မရဘူးသူများကလာပြီးတော့ကျေးဇူးပြုပေးလို့ထောက်ပံ့ပေးလို့မရဘူးခံစင်ပေးလို့မရဘူးကိုယ်တိုင်မလုပ်ရမယ်ကြိုးစားရမယ်အဲဒါမစင်ရဖို့ချမ်းသာဖို့အတွက်ကိုယ်တိုင်ကြိုးစားဖို့ဆိုပြီးတော့ဘုန်းဘုန်းတို့ဗုဒ္ဓမြတ်စွာကဗိဒကသုံးဘုံတရားတွေကိုလမ်းညွှန်တော်မူခဲ့တာဆုံးမတော်မူခဲ့တာဟောကြားတော်မူခဲ့တာဗိဒကသုံးဘုံတရားတွေပရိသတ်ကြီးဗာတရားတွေယနေ့ကျမသာကတိပိဒကသက္ခုအလယ်ကုသိုလ်ပြုတဲ့ဘွယ်တဲ့တိပိဒကဆိုတာကတော့ဘုန်းဘုန်းတို့တိပိဒကဆရာတော်နှစ်ပါးဥဆောင်ပြီးတော့မျက်စိစေယုံတော်ကြီးများဆောင်းလို့အလင်းတလိုအပ်နေတဲ့မျက်စိဝေဒနာရှင်တွေကိုလင်းတရအောင်လှူဒန်းထောက်ပံ့ကူညီပေးတဲ့မျက်စိစေယုံတော်ကြီးများအဲ့ဒီမျက်စိစေယုံတော်ကြီးတွေမှာလင်းတလိုအပ်နေတဲ့မျက်စိဝေဒနာရှင်တွေကိုအလင်းတရအောင်ဆိုပြီးတော့ကျေးဇူးပြုကူညီပေးတဲ့အလှူပါအဲ့တော့ဒီမှာတိပိဋကဆိုတာပါပါတယ်ဒါတိပိဋကဆိုတာကတော့ဘုန်းဘုန်းတို့ဗုဒ္ဓမြတ်စွာကဘုန်းဘုန်းတို့စေတော်မြို့တော်များပါဝင်အလုံးသောတတ္တဝါတွေကိုယ်တိုင်မစင်ရဖို့ချမ်းသာဖို့အတွက်ကြည်ကြံပွားများအားထုတ်ဖို့ဆိုပြီးတော့လမ်းညွှန်ခဲ့တဲ့ပိဋကသုံးဘုံတရားတွေဒါကြောင့်ဘုန်းဘုန်းတို့ဗုဒ္ဓမြတ်စွာကတော့တတ္တဝါတွေမစင်ရဖို့ချမ်းသာဖို့ဆိုပြီးတော့လမ်းညွှန်ခဲ့တဲ့တရားတွေကတော့အများကြီးရှိပါတယ်တပုတ်ချင်းရေတွဲရေဓမ္မခန္ဓာ84,000ရှိတယ်ပရိသတ်ကြီးဓမ္မခန္ဓာဘယ်လောက်ရှိတယ်ဓမ္မခန္ဓာပေါင်း84,000ရှိပါတယ်တဲ့ဘုန်းဘုန်းတို့ဗုဒ္ဓမြတ်စွာဘုရားဖြစ်တော်မူတဲ့နေ့ကနေပြီးတော့နောက်ဆုံးပရိနိဗ္ဗာန်ပြုတဲ့နေ့အထိနှစ်ပေါင်း45နှစ်အတွင်းမှာလမ်းညွှန်ခဲ့တဲ့ဟောကြားခဲ့တဲ့တရားတွေဟာတပုတ်ချင်းရေတွဲရေဓမ္မကန္နာ74,000ရှိတယ်အဲဒီလိုဓမ္မကန္နာပေါင်း74,000ဖြစ်ရတာကတော့ဘုန်းဘုန်းတို့တတ္တဝါတွေကြောင့်ပါပဲတတ္တဝါတွေမှာကပရိသတ်ကြီးတယောက်နဲ့တယောက်အကျင့်မတူဘူးဇာတ်မတူဘူးအဲ့ဒီလိုအကြိုက်ဇာတ်အကျင့်တွေတယောက်နဲ့တယောက်မတူတဲ့အတွက်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကတတ္တဝါတွေကိုလမ်းညွှန်ဟောကြားဆုံးမတဲ့နေရာမှာတတ္တဝါတွေရဲ့အကြိုက်တတ္တဝါတွေရဲ့ဇာတ်တတ္တဝါတွေရဲ့အကျင့်ကိုကြည့်ပြီးတော့တဲ့လက်ကြောနီးသေးစွာဟောပေးရလမ်းညွှန်ပေးရဆုံးမပေးရတဲ့အတွက်မြတ်စွာဘုရားဟောကြားတဲ့တရားတွေဟာဓမ္မခန္ဓာ74,000ဖြစ်တာအဲ့ဒီဓမ္မခန္ဓာ74,000ဒီဥစ္စာတရားတော်တွေကိုတဲ့သဘောတူရပေါင်းလိုက်ရင်တော့ပိဋကအားဖြင့်3ဘုံရှိတယ်သဘောတူရတွေပေါင်းလိုက်ရင်ပိဋကအားဖြင့်ဘယ်နှပုံလဲဝိနည်းယသုတ်တံယအဘိဓမ္မာယဝိနည်းသုတ်တံအဘိဓမ္မာပိဋက3ပုံပြောကြည့်ပါဦးပရိသတ်ရေဝိနည်းယသုတ်တံယအဘိဓမ္မာဝိနည်းပိဋကသုတ်တံပိဋကအဘိဓမ္မာပိဋကပေါ့အဲ့တော့ပိဋက3ပုံဆိုတာဘုန်းဘုန်းတို့အားလုံးနားလည်အောင်ထပ်ပြောရရင်တော့ကြည့်ရမယ်တရား3ပါးပရိသတ်ရေကြည့်ရမယ်တရားဘယ်နှပါးဘုန်းဘုန်းတို့စေတော်မျိုးတော်များမစင်ရခြင်းမူချမ်းသာခြင်းကြည့်ရမယ်တရားဟာ3ပါးပဲရှိတယ်တဲ့အဲ့ဒါပိဋက3ပုံလို့ခေါ်ပါတယ်အဲ့တော့ကြည့်ရမယ်တရား
သီလသမာဓိပညာသီလရဲ့ဓမ္မာရီရဲ့ပညာရဲ့သီလဆိုတာကတာဝန်ကျေဖို့နဲ့စီကံရှိဖို့ဓမ္မာရီဆိုတာကစေကောင်းရှိဖို့ပညာဆိုတာကအမှန်တရားတွေကိုအမှန်တိုင်းလက်ခံဖို့တဲ့ဘုံမတော်ဗုဒ္ဓမြတ်စွာကအဲ့ဒီလိုကျင့်ရမယ်ပိဋကသုံးပုံတရားတော်တွေကိုဟောကြားဆုံးမကျေးဇူးပြုပေးတော်မူခဲ့တာပါတဲ့အဲဆိုကြအောင်လူနာဗျာမာဝေနေယဤချမ်းသာဒုက္ခအကျိုးများကိုဘုရားမြတ်စွာသာသနာမှန်စွာဖြစ်ပေါ်လာအဲ့တော့ဘုမနဗုဒ္ဓမြတ်စွာရဲ့ကျင့်စဉ်မှာဟိုအလောင်းတော်သူဗေဒရှင်အသေးဘဝကစပြီးတော့လေးသေးခြင်းနဲ့ကဘာတသိကာလပတ်လုံးဖရာအဖြစ်သို့ရောက်အောင်ကြိုးစားတော်မူတယ်ကြည်ကြံတော်မူတယ်အားထုတ်တော်မူတယ်အဲ့ဒါကိုဟေတုသမ္ပန္နာအကြောင်းရဲ့ပြည့်စုံခြင်းလို့ခေါ်ပါတယ်ဘုန်းတော်ဗုဒ္ဓမြတ်စွာဟာဖရာအဖြစ်သို့ရောက်အောင်ကြည်ကြံပွားများအားထုတ်တော်မူခြင်းလို့ဆိုတဲ့အကြောင်းတရားနဲ့ပြည့်စုံတော်မူခဲ့တယ်ဟေတုသမ္ပရာပရိသတ်ရေဘာသမ္ပရာဟေတုဆိုတာကအကြောင်းသမ္ပရာဆိုတာကတော့ပြည့်စုံခြင်းနံပါတ်1အကြောင်းနဲ့ပြည့်စုံခြင်းအကြောင်းနဲ့ပြည့်စုံခြင်းဘုန်းတော်ဗုဒ္ဓမြတ်စွာဘုရားဖြစ်လာတာဟာအကြောင်းနဲ့မဟုတ်ဘူးအကြောင်းနဲ့ဟုတ်ရလားအကြောင်းရှိတယ်အဲ့ဒါကတော့ဖရာဖြစ်သူရအောင်ကြိုးစားတော်မူခဲ့တာပါကြိုးစားလို့ဘာဖြစ်တယ်ဖရာဖြစ်တော်မူတာအဲ့ဒီကြိုးစားတော်မူတဲ့အတွက်သဗ္ဗညုတရွှေကြံတော်မြတ်ကိုရပြီးတော့ဖရာဖြစ်တော်မူတယ်တဲ့အဲ့ဒါကဖလသမ္ပရာကြိုးစားလို့ဖရာဖြစ်တယ်ကြိုးစားတာကအကြောင်းဖရာဖြစ်တော်မူတာကအကျိုးအဲ့တော့ဟေတုသမ္ပရာဖလသမ္ပရာအကြောင်းနဲ့ပြည့်စုံတယ်အကြောင်းပြည့်စုံတော့အကျိုးနဲ့ပြည့်စုံတော်မူတယ်အဲ့တော့အကြောင်းကျိုးပြည့်စုံပြီဘုန်းတော်ဗုဒ္ဓဖရာဖြစ်သူရောက်အောင်ကြိုးစားတဲ့တာကတတ္တဝါတွေကိုကျေးဇူးပြုဖို့ထောက်ပံ့ပေးဖို့သတ္တုပက္ခာရသံဃာဖရာဖြစ်သူရောက်တဲ့အခါမှာဘုန်းတော်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်တတ္တဝါတွေမစင်ရင်ဖို့ချမ်းသာဖို့အတွက်ဆိုပြီးတော့ပိဋကသုံးပုံတရားတွေသီလသမာဓိပညာကျင့်ရမယ့်တရားတွေကိုခေါ်ကြပြီးတော့လမ်းညွှန်ပြီးတော့ဆုံးမတော်မူပြီးတော့ဘုန်းတော်တတ္တဝါတွေကိုကျေးဇူးပြုတော်မူတယ်တဲ့ပရိသတ်ရေတတ္တဝါတွေကိုဘာလုပ်ပေးတာကျေးဇူးပြုပေးတော်မူတာတနည်းအားဖြင့်တော့ထောက်ပံ့ပေးတော်မူတာတနည်းအားဖြင့်တော့တတ္တဝါတွေရဲ့အကျိုးကိုဆောင်ရွက်ပေးတော်မူတာ